တခြားအနေနဲ့ share တွေ OSSC ရဲ့အားသာချက်ကဘာရှိမယ်လို့ထင်တယ်လွတ်လပ်တယ်လို့ပြောမှာပေါ့နော်။ဆောင်းမောတစ်ခုဒါမှမဟုတ်လို့ရှိလို့ရှင်လေ assignment တစ်ခုမှလွဲချော့သွားလို့ရှိလို့ရှင်လေနောက် assignment မှာပို့ပြီးတော့အမှတ်ကိုပို့ရအောင်လုပ်လို့ရတယ်။စာကြည့်ချိန်တွေပါတယ်လေအကုန်လုံးက free ပေါ့နော်အိမ်ကလည်းအတိုင်းအတာပြီးထောက်ပံ့နေတယ်ပေါ့ဒါပေမဲ့အဲ့လိုအရန်အတွက်ဆိုရင်အရန်ဟို financial ရမထောက်ပံ့နေတဲ့သူတွေပါနေတယ်ဘယ်လိုမျိုးပြင်ဆင်ဖို့အတွက်အကြံပေးချင်တယ်။ပိုလီကတော့ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လုံးလုံးရင်ကြောင်းတက်ချင်တယ်ရတယ်ဒါမှမဟုတ်ပိုလီပြီးသွားဒီပလိုမာရလို့အလုပ်ဆက်လုပ်မယ်ပြီးသွားလို့ရှိရင်ပတ်စံလုံးလောက်စုပြီးတော့မှကြောင်းတက်မယ်ဆိုလို့ရှိရင်ရတယ်ပေါ့နော်အဲ့အကြောင်းမျိုးညီမတို့ကဆို scholar ညာပေးရတယ်ဒီလိုက်တောင်းပါ course subject ကို A ရလို့ရှိလို့ရှိရင်တခြားမမှတ်မိတော့ဘူးပေါ့နော်ဘယ်နဲ့သိမ်းလဲမသိဘူးလို့မျိုးရှော့ပေးရတယ် financial ဘိုင်းနဲ့ပတ်သက်ပြီးတော့ကြောင်းတဲ့ခိုင်ဒီလိုဆိုဘက်ဂျက်ချိန်ဆတင်တယ်လို့ညီမလည်းအကြံပေးချင်တယ် hidden cost တွေအများကြီးရှိရပေါ့လေအဲ့တော့3သိန်းသုံးမယ်လို့ယူရထားဆိုရှင်3သိန်းတက်ပေါ့အနည်းဆုံး9000အောင်နေပို့ပြီးနည်းတဲ့အကြောင်းမျိုးအဲ့လိုမျိုးရွှေ့စီပူရီကကြာတယ် OSSC လည်းပြီးထားခြင်းလည်းပြီးသွားရင်စင်ကာပူမှာပဲတောင်းတဲ့ channel ဆိုတဲ့ဟာတို့တွေမှာကြာရင်ဒီလိုမျိုးလုပ်တင်တယ် volunteering များများလုပ်ကဲဟို science ဘိုင်းနဲ့ပတ်သက်ပြီးတော့အကြောင်းတက်ချင်တယ်ဆိုလို့ရှိလို့ရှိရင် research လုပ်ပေါ့နော် okay အဲ့ဆိုရင်ညီမလေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦးဟုတ်ညီမနာမည်ကဆောင်းပွင့်ချွေနေပေါ့နော်ညီမအခု NTU မှာ biomedical engineering နဲ့အခုfirst year second sem တက်နေရပေါ့နော် okay ဟုတ်ပြီဆိုတော့ပထမဆုံးပြောချင်တာကဟိုတောင်းမတက်ခင်အခြေအနေရလေး IT အခြေအနေအထိကိုလည်းတက်သွားကြအောင်ညီမ IT ပထမဆုံးစလုပ်တာဘယ်နှစ်တုန်းကဖြစ်လဲဖြေတာမဟုတ်ပဲလေစလုပ်တာနည်းနည်းအောင်ကြာဆိုတော့အဲ့ဒါက2000နဲ့မှ2023ခုနှစ်2023TB ဝါတာဘယ်တော့ပြော2022ကုန်ပိုင်းလောက်ကစလို့2023မှာဖြစ်ရ2023ဘယ်တိတ်တယ်ဒီကျော်လာတော့တက်ပြီလားဟုတ်မေဂျွန်ကမေဂျွန်တော့ okay ဟုတ်ပြီဒါအဲ့ပထမဆုံးဒီ IG စလုပ်ဖြစ်သွားတဲ့ဟာရောဘာလို့ IG ဖတ်ပေးကိုစဉ်းစားမိသွားလဲရောဖတ်မိသေးလားကိုဗစ်ပေါ့နော်ကိုဗစ်ဖြစ်ပြီးတော့တခြားဟာတွေဖြစ်တယ်တခြားဟာတွေဖြစ်တော့အဲ့ဒီမှာစောင့်နေနေနည်းနည်းကြာလာတော့ဘာလို့မှလည်းမသိတော့နဲ့အဲ့နဲ့အိမ်နဲ့တိုင်ပြီးတော့ IG ပဲတက်လိုက်တာပေါ့တော့IG ပြီးသွားတော့ညီမလက်သက်တွေပါထွက်ပြီးသွားတော့ပုံမှန်ဆိုရင်တော့ IG ပြီးသွားရဆိုရင်မစပြီးတော့ဝေသွားလိုက်စိတ်ကိုစတင်နေမှာဘယ်ကသွားမလဲဘာလို့ရမလဲဆိုရင်အကြောင်းပဲတန်းရှောက်ရမှာ foundation နဲ့ရှောက်ရမှာပြီးတော့ဖတ်ဝေးတွေစဉ်းစားတဲ့အခါမှာညီမအနေနဲ့ဘယ်လိုမျိုးdifferentiate လုပ်ပြီးတော့စဉ်းစားကြတယ်ပေါ့နော်ညီမစစချင်းတော့ကတော့ community college ပေါ့နော် US ဘက်တော့ဘူးစဉ်းစားထားတာဒါပေမဲ့အိမ်ကလည်းနည်းနည်းမလွတ်ချင်ဘူးနည်းနည်းဝေးလို့ဆိုပြီးတော့အဲ့နဲ့ A level စဉ်းစားရပေါ့နော်ဒါပေမဲ့ A level ကျတော့လည်းအချိန်ကြာတယ်ပေါ့ညီမကအချိန်ကြာပြီးတော့အရန်ကြာတာကိုမလိုချင်တော့ဘူးဆိုပြီးတော့အဲ့နဲ့စုံစမ်းရင်းနဲ့ညီမ OSSC ဆိုတဲ့ program ကြောင့်စပြီးတော့စုံစမ်းမိရဲ့နောက်ပြီးတော့အချိန်ကလည်းကြာအချိန်ကလည်းတိုးတယ်ဆိုပြီးတော့ညီမနောက်ပြီးတော့လက်ခံတဲ့ university ကလည်းများတယ်နိုင်ငံတကာကလည်းလက်ခံတယ်ဆိုတော့ညီမOSSC ပဲလုပ်မယ်ဆိုပြီးတော့မဆုံးဖြတ်ပြီးလုပ်လိုက်တာပေါ့နော်โอเคဟုတ်ပြီအစတကယ်ဟို travel ban လို့လာဒါမှမဟုတ်ရင်အစ US သွားဖို့စဉ်းစားနေသေးတာ travel ban ကြောင့်လား travel မ ban ခင်ကဒါပေမဲ့အင်္ဂါကျတော့ဝေးလို့ဆိုပြီးတော့no ဆိုပြီးအဲ့โอเคစင်ကာပူကြောက်လို့တယ်ဟုတ်စင်ကာပူမှာကျအမျိုးရှိရဟုတ်အဲ့ဆိုတော့ပိုကောင်းတာပေါ့ okay ဟုတ်ပြီညီမအဲ့ဒါအခုအဲ့တော့ကညီမ OSSC စတက်တာဘယ်လောက်ကလဲလောက်ကဖြစ်2024ဟုတ်ပါ2023 August ကနော် August ကအဲ့ဒါ duration ဘယ်လောက်ကြာလိုက်တယ်ညီမတက်တာညီမတက်တာက6လလောက်ပဲကြာတယ်ဟိုအဲ့ဒီတုန်းကဘောနော်မြန်မာနိုင်ငံမှာဗာလေ internet တွေပြတ်မယ်လုံးဝဖြတ်တော့မယ်ဆိုပြီးတော့ဖြစ်တော့လုံးဝဟိုပုံမှန်ဆိုလို့ရှိရင်ပေါ့နော် OSSD ကsubject တစ်ခုတစ်လခွဲလောက်အချိန်ယူရပေါ့နော်ညီမတို့တော့ကကြာတော့အဲ့တော့အလုံးဝဖြတ်တော့မယ်ဆိုပြီးတော့လုပ်လိုက်တော့ကျောင်းကနေပြီးတော့တစ်လကို subject 2ခုလောက်ယူခိုင်းတာပေါ့နော်အဲ့ကြောင့်နည်းနည်းပို့ပြီးတော့မြင်အောင်ပါဆိုတော့အဲ့ဆိုဒီမှာဒီ6လအတွင်းမှာ OSSD ရဲ့ဒီ work load ကရောဘယ်လိုလဲစာလုပ်ခဲ့ရတဲ့ပုံစံနဲ့မှတ်မိအောင်မယ်ကျွန်တော် work load ဘယ်လိုခံစားရလဲOSSD ကနည်းနည်းဘယ်လိုပြောရမလဲဆိုတော့ဒီမှာonline နဲ့ပဲတင်တာဆိုတော့တိတ်ပြီးတော့ဟိုအကြောင်းသွားတဲ့အချိန်တွေပါတွေကတော့အချိန်မကုန်ဘူးပေါ့နော်။နောက်ဒါပေမဲ့တခုတော့ဗာနဲ့တူလဲဆိုတော့နည်းနည်း uni နဲ့လည်းနည်းနည်းဆင်တယ်။ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ညီမတို့ A level ရော IGCSE တို့ဆိုလို့ရှိရင်exam base ပေါ့နောက်ဆုံး final exam ကပဲညီမတို့ဟိုဘယ်လိုအကြောင်းမျိုးရနိုင်လဲဘယ်လိုမှတ်မျိုးရနိုင်လဲဆိုဆုံးဖြတ်ပေးရပါတော့ OSSD ကကျတော့ assignment base ဖြစ်တဲ့အတွက်ကြောင့်မလို့
coursework တွေရှိရဲ presentation တွေရှိရဲ assignment တွေက70% လောက်ယူရဲ။ရှားထဲမှာမှဂျာပြတ် exam တေးနှစ်ခုသုံးခုလောက်နဲ့က30%ပေါ့နော်။ဆိုတော့ consistency ဖြစ်ဖို့လိုအပ်တာပေါ့နော် consistent ဖြစ်ရမှာပေါ့။အဲ့ဒါလောက်ပဲ။ အော် okay ဟုတ်ပြီညီမခုနကပြောတာ measuring က biomedical ပဲလား okay အဲ့ဒါနည်းနည်းစိတ်ဝင်စားဘာလို့အရင်တည်းက biomedical ဘက်ကိုစိတ်ဝင်စားတာဘယ်လိုဖြစ်ပြီးတော့အဲ့ measuring ဖြစ်သွားလဲညီမကအရင်တော့လုပ်ဖို့စဉ်းစားထားတာကတော့ medicine ပေါ့နော်ဆေးကြောင်းတက်ချင်တာပေါ့နော်ဒါပေမဲ့ဆုံးဆေးကြောင်းတက်ဖို့နောက်ဆုံးညီမကလုံးဝအရင်ဆုံးနိုင်ငံနေရွေးရပါတော့နိုင်ငံနေရွေး UK သွားမလားပြင်နိုင်ငံသွားမလဲအဲ့ဒီနေရာမှာကျတော့အဖေကထားရပါတော့အဓိကစင်ကာပူမှာပဲနေစေချင်တယ်ပေါ့ဆိုတော့အဲ့တော့စင်ကာပူကဆေးကြောင်းတစ်ခုကိုပဲညီမကကြိုးစားကြည့်ရောစင်ကာပူမှာကျတော့ဆေးကြောင်းတက်တာမလွယ်ဘူးပေါ့နော်အဲ့တော့ဆေးကြောင်းက reject ဖြစ်တယ်ဒါပေမဲ့အဲ့အစားညီမက biomedical engineering ကို offer လာရဲဆိုတော့အဲ့ဒါနဲ့ပဲစဉ်းစားပြီးတော့ okay ဒီဥစ္စာလည်းဒီလို pathway ပဲပေါ့နော်ဆိုပြီးတော့ဒီစိတ်ဝင်စားပြီးတော့တက်ဖြစ်ပါပေါ့okay ဟုတ်ပြီအဲ့တော့ညီမ OSSC လောက်ခဲ့ဟာမှာတခြား INL share တွေ OSSC ရဲ့အားသာချက်ကဘာရှိမယ်လို့ထင်လဲ OSSC ရဲ့အားသာချက်ကိုညီမအနေနဲ့ဆိုလို့ရှိရင်တော့ OSSC နည်းနည်းပို့ပြီးတော့လွတ်လပ်တယ်လို့ပြောရမှာပေါ့နော်တခြားတခုခုဆောင်းမောတခုခုဒါမှမဟုတ်လို့ရှိလို့ရှင်လည်း assignment တခုခုမှာလွဲချော်သွားလို့ရှိလို့ရှင်နောက် assignment မှာပို့ပြီးတော့အမှတ်ကိုပို့ရအောင်လုပ်လို့ရတယ်အဲ့လိုမျိုးဟိုလွယ်လွယ်ရနောက်ပြီးတော့စာကြည့်ချိန်တွေပါတယ်လေအကုန်လုံးက free ပေါ့နော်ကိုယ့်ကိုကြိုက်တဲ့အချိန်လုပ်လို့အဆင်ပြေရပေါ့အဲ့လိုထင်တယ်နောက်ပြီးတော့ညီမတက်တုံးကကျတော့ကနေဒါကဆရာတွေကတင်တာဆိုတော့အဲ့ဒီတုန်းကညဘက်ပေါ့နော်ညီမညသွားဖြစ်ညဘက်မှာစာလုပ်ရတာပို့ကြိုက်တယ်ဒါပေမဲ့ပုံမှန်အဖြစ် traditional ရဆိုလို့ရှိရင်မနေ့ဘက်လောက်ကြရတယ်လေဆိုတော့ညဘက်မှာပို့ပြီးအာယုံစူးစိုက်မှုများတော့အဲ့ဒီညဘက်မှာတင်ရတဲ့အတွက်ကြောင့်မလို့ညီမအဲ့ဒါညီမတို့ပို့ပြီးတော့အဆင်ပြေတာပေါ့okay ဟုတ်ပြီညီမOSSC တက်တော့ဘာမှတက်ခဲ့ရလဲOSSC တက်တော့ GIC ပေါ့ GIC ပါအဲ့တော့ညီမတို့ကနေအစောဆုံးဖြစ်မယ်ထင်တယ်နော်အရင် popular ပဲဖြစ်သေးတယ်ထင်တယ်ဟုတ်တယ်အရင် popular ပဲဖြစ်သေးတယ်ထင်တယ် OSSC ကအဲ့တော့ညီမတို့ကတော်တော်ဆုံးမယ်ထင်တယ်နော် okay အဲ့ဒါပြီးသွားတော့ဟုတ်ပြီ program ပြီးသွားပြီအဲ့ဟိုဒီပြီးသွားပြီဆိုတဲ့အခါရသွားပြီပေါ့နော်အဲ့ဟာမျိုးမှာကြောင်းလျှောက်တဲ့ဟာမှာတော့ညီမဘယ်လိုဆက်ပြီးတော့လုပ်ခဲ့လဲညီမကတော့ဒါရညီမရဲ့ဟိုဒီတော့ experience ပေါ့နော်ဘာဖြစ်လို့လဲဆိုညီမဆေးချောင်းရှောက်မယ်ဆိုတဲ့အတွက်ကြောင့်ညီမထပ်ပြီးတော့ဖြေရဆောင်မွေးရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်ညီမဖြေဖို့လုပ်နေနေ6လလောက်ထပ်ပြီးတော့ကျောင်းရှောက်ဖို့ထပ်ကြာသွားတာပေါ့နော်အဲ့ဒါကြီးဖြေတယ်UCAT ဆိုတဲ့ဟာဖြေရနောက်ပြီးတော့ GAMSAT လည်းဖြေရပြီးသွားလို့ရှိရင် IS ဖြေရအဲ့ဒါကြီးဖြေတယ်ပေါ့နော် okay အဲ့အရင်ပြင်ရတဲ့ဟာလေးကရောဘယ်လောက် challenging ဖြစ်လဲကိုယ်အတွက် IELTS ကတော့အများစုပြင်ရတာဆိုတော့ဒါပေမဲ့ကျွန်မကစေးချောင်းတော့ဒီတက်ထက်ပြင်ရတာအတွက်ဒီပေါ့တခါမှမမြင်ဘူးတဲ့ပုံစံမျိုးကုန်နေပေါ့နော်ပြီးတော့ညီမအတွက်အများဆုံး challenging ဖြစ်တာတော့ ethical မေးခွန်းတွေပေါ့နော်ဘာလို့လဲဆိုတော့တခါမှမဖြေဘူးပုံမှန်လိုမျိုးreading comprehension တို့ဘာလို့ကြာပုံမှန်ဖြေနေကြအတိုင်းပဲလိုမျိုးနည်းနည်းလေးပို့ပြီးတော့ခတ်သွားတာမျိုးလေးပဲရှိရပါတော့သင်ချာရေးပါဆိုလို့ရှိရင်လည်းအဲ့လိုမျိုးနည်းနည်းတော်တော်လေးခက်တဲ့မေးခွန်းပေါ့နော်ဒါမဲ့တော့အဲ့လိုမျိုးဖြက်လန်းနေရောရှိရဒါမဲ့မစဉ်းစားမိလို့ရှိရင်7မိနစ်လောက်တွက်ရမယ်မေးခွန်းအဲ့လိုမျိုးစက္ကန့်30အတွင်းနဲ့အဲ့လိုအမြန်တွက်နိုင်အောင်လုပ်ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးနည်းနည်းတော့ခက်တယ်ethical မေးခွန်းနေဆိုလို့ရှိရင်ဘယ်လို situation ရောက်လို့ရှိရင်တော့အဲ့လိုမျိုး scenario တစ်ခုပေးထားတယ်အဲ့လို scenario တစ်ခုထဲမှာတော့အဲ့လိုမျိုးပေါ့နော် multiple choice တွေပေးတာနင်းသားဆိုလို့ရှိရင်ဘယ်လိုလုပ်မှာလဲဆိုတဲ့ဟာမျိုးပေါ့အဲ့လိုကိုအဲ့လိုမျိုးအခုမေးခွန်း50လောက်ဖြေရရပါတော့အဲ့ဒါတိတ်ပြီးတော့မဖြေနိုင်ဘူးပေါ့နော်ဒီမှာဖြေတာရန်ကုန်မှာပဲလားဖြေရတာမဟုတ်ဘူးစင်ကာပူမှာဖြေလိုက်တာဟိုတော့ဖြေရတာအဲ့ဆိုရင်ဒီမှာဒီ OSSC ပြီးသွားမှာအဲ့စင်ကာပူသွားပြီးတော့အဲ့ဒါဖြေအဲ့ကြားတဲ့ process ကအဲ့ကျောင်းအဲ့ဒါဟို result ကအဲ့ဟာတော့ prepare လုပ်တော့အောင်ဒီမှာဘယ်လိုမျိုး prepare လုပ်ခဲ့လဲမှာကျောင်းtraining တက်ယူလာလို့ရှိတာကိုလောက်တာလားအဲ့ဒါလေးပေါ့ဟုတ် training နဲ့တက်ယူလို့ရတယ်ကိုကျောင်းလည်းတက်လို့ရတယ်ဒါပေမဲ့ညီမဒီမှာတော့အဲ့ဥစ္စာ prepare လုပ်ပြီးရဲ့ center မရှိဘူးပေါ့အဲ့တော့ညီမကစင်ကာပူမှာပဲသွားပြီးတော့အဲ့ဒီအတွက်ကိုကျောင်းတက်တယ်ကျောင်းတက်ပြီးတော့တကယ်တော့ကျောင်းတက်တာတိတ်ပြီးတော့မထူးသလိုပဲကိုယ့်ကိုလောက်တာပို့ပြီးတော့ကောင်းမလားမသိဘူး okay ဟုတ်ခံရပါတော့အမပြီးသွားပြီဖြည့်ပြီးတော့ result ရတယ်ပြီးတော့အဲ့ကျောင်းလျှောက်တဲ့ process ကိုဘယ်လိုဆက်လုပ်လဲကျောင်းလျှောက်တဲ့ process ကညီမတို့ကျောင်းကလျှောက်ပြီးရပေါ့နော်ကျောင်းလျှောက်ပြီးတော့ကျောင်းကိုပဲလိုမျိုးပြောလိုက်ရုံပဲဒါပေမဲ့ဖြစ်ချင်တော့ညီမကဒီ
ငယ်တုန်းကစင်ကာပူမှာနေထားတဲ့အတွက်ကြောင့်မလို့ညီမက permanent resident ဖြစ်နေတာပေါ့အဲ့တော့အဲ့ဒီအတွက်အဲ့ဒီအမကတိတ်ပြီးတော့အဲ့ permanent resident ကိုလောက်ရတဲ့ process ကိုတိတ်မသိဘူးအဲ့တော့ကိုယ့်ကိုပြန်ပြီးတော့လေ့လာပြီးတော့နည်းနည်းအဲ့အမဒီလိုလေးတော့လောက်ရမယ်ထင်တယ်မတူဘူးညီမအဲ့လိုမျိုးလေးလောက်ရပါတော့ဟုတ် ညီမအရင်တော့ကစင်ကာပူတည်ရ င လား ယ်တုန်းကကိုဟုတ်ငယ်တုန်းက ဘယ်နှစ်လောက်ကြာလဲ ခုနှစ်နှစ်လောက်ထိ လာအပြီးတော့ ခုနှစ်နှစ်လောက်ဟုတ် အမှန်တရားလာပြီးတော့ ပြန်ရတယ်ဟုတ် โอเคဟုတ်ပြီဒါအဲ့ဆိုရင်ညီမဟိုလေကျောင်းဒါကတော့ညီမကနည်းနည်းလေး process ကလည်းလွယ်ဝင်ပြောလို့ရတယ်ပေါ့ဒီမှာစင်ကာပူမှာလည်းအတီးပိုင်းရှိတော့တကယ်လို့ဒါအဲ့လိုအတီးလည်းမရှိဘူးပုပ်ကိုလောက်ရမဲ့အိမ်ကလည်းအတိုင်းအတာထောက်ပံ့နေတယ်ပေါ့ဒါပေမဲ့အဲ့လိုအရန်အတွက်ဆိုရင်အရင်ဟို financial ရမထောက်ပံ့နိုင်တဲ့သူဘာအနေနဲ့ဘယ်လိုမျိုးပြင်ဆင်ဖို့အတွက်အကြံပေးချင်လဲ ညီမအနေနဲ့အဲ့ခါကျရင်တော့ညီမ OSSC ကိုမတက်စေချင်ဘူးပေါ်လီပဲတက်တာဖို့အဆင်ပြေလောက်တယ် โอเคဘာဖြစ်လဲ ဘာဖြစ်လဲဆိုတော့OSSC ကျတော့ဒီမှာဒီကျောင်းတွေကလက်ခံမယ်ဆိုပြီးတော့အဲ့လိုမျိုးရှားရယ်ကိုရဲ့ဟိုတကယ်တော့ ဟုတ်တယ်ရှာဟုတ်တယ် ညီမတကယ်ချင်းနေလည်းရှောက်ကြတယ်အဲ့လိုတိတ်အဆင်မပြေဘူးလို့ပြောကြတယ်ဆိုတော့ညီမ OSSC ကိုတော့တိတ်ပြီးအဲ့လိုမျိုးပေးဘူးပိုလီကတော့ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လဲဆိုတော့ပြီးသွားလို့ရှိရင်ကိုယ့်ကိုအလုပ်လုပ်ပြီးသွားလို့ရှိရင်လုပ်ရင်ကျောင်းတက်ချင်တယ်ရတယ်ဒါမှမဟုတ်ပိုလီပြီးသွားဒီပလိုမာရလို့အလုပ်ဆက်လုပ်မယ်ပြီးသွားလို့ရှိရင်ပြီးတော့မှအဲ့လိုမျိုးပတ်စံလုံလောက်စုပြီးတော့မှကျောင်းတက်မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ညီမပိုလီ ဘရအခုမေးဖို့ main တစ်ခုမေးပါရှင့်အစတော့ကညီမဖေကအဲ့ဟိုဒီစင်ကာပူလာဆိုတဲ့ဟာမျိုးမှာပေါ့အဲ့ညီမရောအဲ့ IG ပြီးတော့ polypath ကိုမစင်စားပဲငါတို့ OSSC ကြီးဖြစ်သွား ညီမစဉ်းစားရပိုလီကိုတောက်ခိုင်းရညီမဒါပေမဲ့ပိုလီရရမ်းကြတယ်သွားချင်ဆိုပြီးတော့ OSSC ဟုတ်ပြီโอเคခုနကပြောလေညီမတကယ်ချင်းလည်းရှောက်ကြတယ်မရတဲ့အားမှာဟိုညီမဘာနည်းနည်းလေးကွာလို့ရသွားလို့ထလဲခု ညီမ permanent resident ဖြစ်နေလို့ရတယ်လို့ထင်တာပဲဟိုအဲ့ဒီဥစ္စာတော့ โอเคဟုတ်ပြီအဲ့ပြီးတော့အဲ့ကျောင်းရှောင်းရဲ့ဟာမှာခုနကညီမ test တွေအပြင်ဟိုတခြား document စပိုင်းတွေဘာတွေပြင်ရရရှိသေးလဲ ညီမကတော့ဟိုမလို့ပေါ့နော်ဒါပေမဲ့တခြားဘာတွေလို့လဲဆိုတော့အဲ့လိုမျိုးရင်းစကန်ထောက်ခံစာတို့ဘာလို့လို့လို့ပြီး အဲ့လိုမျိုးလို့ဟုတ်တခြားကတော့မွေးစရင်တို့အဲ့လိုမျိုးညီမကအခုလောလောတခြားမွေးစရင်တို့ပြီးသွားလို့ရှိရင်တခါတလေကြာလို့ရှိရင်အဖေမေတွေရဲ့ bank statement ပြီးသွားလို့ရှိရင်တခါကြာရင်အဖေမေတွေရဲ့ဟိုကျောင်းပေါ်မူတည်ပြီးတော့အဖေမေတွေရဲ့မွေးစရင်တွေပါလိုတက်တဲ့အချိန်မျိုးရှိတယ်ဟုတ်ပြီโอเคဒါအဲ့ဆိုရင်အခုညီမကတက်တယ်ပေါ့နော်တက်တဲ့အခါမှာသူ့ကျောင်းမှာ environment ရတော့ဒီတငယ်ချင်းတွေပါရှိတာဒါမှမဟုတ်ဒီမှာတွန်ကြီးရှိတာဆိုတာလေကိုကျောင်းရောက်မှရတာမဟုတ်ခဲနဲ့တူသွားတဲ့ဟာမျိုးရှိတာအဲ့မှာပြီးရတာဘယ်လိုလဲပေါ့နေရတာတော့မြန်မာပြည်နဲ့အများကြီးတော့မကွာဘူးပေါ့နော်ရာသီဥတုချောက်ထင်တယ်ရာသီဥတုကမြဲပူโอเคတငယ်ချင်းကတော့သူတို့များသောအားဖြင့်ဟိုဒီစင်ကာပူရင်းနေတော်တော်များရောဒီမှာရှိနေတဲ့လူတော်တော်များ friendly ရောဖြစ်ကြတယ်ဒါပေမဲ့နည်းနိုင်ငံကြီးကအရင်နီးရဆိုမှ culture ကနည်းနည်းတော့ကွာတဲ့အတွက်ကြောင့်နည်းနည်းပြောမလဲနည်းနည်း lonely ဖြစ်တာပေါ့နော်ကိုယ်နဲ့လို့စဉ်းစားပုံချင်းနည်းနည်းကွာကြတာလေသူတို့ကတော့ကောင်းတယ်ဆိုမှကိုယ်နည်းနည်းတော့ lonely တော့ဖြစ်တယ် Okay ဟိုလေခုနကကိုမေးဖို့တခုမေးပါတော့အဲ့ OSSC အတွက်ကိုဈေးပေးချင်တာပါအဲ့မှာလေ तू က subject course ကိုရွေးရတဲ့အခါမှာအကြောင်းက online ချပေးကြလားဘာဒါမှမဟုတ်ကိုကရွေးလို့ရတာနှစ်မျိုးလုံးရတယ်ကိုအကြောင်းကတော့ပုံမှန်အဖြစ်ကတော့အကြောင်းက outline ချတာပြီးသားဟာကိုပဲသွားကြရများဒါပေမဲ့များသောအားဖြင့်အကြောင်းတွေကကြတော့၃မျိုးပေါ့နော် business ရယ် engineering ရယ်ဆေးရယ်ပေါ့နော်အဲ့၃ခုကိုသွားချင်တဲ့သူတွေအတွက်ချတာပြီးတယ်ကိုယ်က၃ခုမဟုတ်ဘဲနဲ့တခြားဟာဆိုလို့ရှိရင်တော့ကိုယ်ကနည်းနည်းတော့အဲ့လို research လုပ်ရမှာပေါ့အကြောင်းကိုတက်ချင်တဲ့အကြောင်းကဘာလို့ဘာလို့ subject တွေကိုတက်စီချင်ထားလဲဆိုတဲ့ဟာမျိုးနည်းနည်း research လုပ်Okay ချို့ဆိုရင်ကွာ OSSC နဲ့ကြီးကြီးရလို့ဟိုမျိုးရှိရတယ် A levels မျိုးက even though အချိန်ကြာရဆိုပေမဲ့နည်းနည်းလေးဒီမှာဈေးရတဲ့ချိန်တော့ကိုတက်တောင်လို့ရတယ်နော်အဲ့တော့ OSSC ဘက်မှာရောအဲ့လိုမျိုး like ညီမတို့ကဆို scholar အညာပေးရနေကြတာအကြောင်းဟုတ်ရှိရကိုသူကအနည်းဆုံးfor subject ကို A ရလို့ရှိလို့ရှိရင်အဲ့လိုမျိုးတခြားမမှတ်မိတော့ဘူးပေါ့နော်ဘယ်နဲ့သိန်းလဲမသိဘူးလို့မျိုးရှေ့ short ပေးရရှိတယ်
အော်ဟုတ်ပြီအဲ့ဒါမျိုးကကျတော့ကောင်းတယ်ကွာစီရလားသူတို့ IG မှာလည်းဒီရချက်တစ်ခုရှိမှာပေါ့ IG လုပ်နေတော့မဟုတ်ရဒါပြင်ဘာလို့မှလည်းမသိရတဲ့တွေအတွက်ဆိုရင်လေအဲအကြောင်း okay ဟုတ်ပြီပြီးတော့အခုညီမကျောင်းတက်နေရတဲ့အိမ်ပေါ့နော်ကျောင်းကအခုဒီ campus life ကတော့ညီမခုနကပြောသလိုတစ်ခါလေးတော့နည်းနည်းလေးစင်အညာပေါ့အဲကျောင်းဒီပထမဆုံး first day တုန်းကပထမဆုံးဆက်ရောက်သွားတဲ့နေ့မှတ်မိသေးတာပါဘယ်လိုလေးရှိခဲ့လဲပေါ့နော် first day အကြောင်းလေးပေါ့ တခြားကျောင်းတွေတော့မသိဘူးပေါ့နော်စင်ကာပူကျောင်းတွေကကျတော့အရင်ဆုံး orientation ဆိုတော့တော်တော်လေးကိုအကြာကြီးလုပ်တာပေါ့နော်orientation ကအနေဆုံး3ခုရှိရကိုအရင်ဆုံးကို try ရမယ်ကို batch club ကို try ရင်လည်းကို interest ဖြစ်တဲ့ club ဟာရယ်ပြီးတော့ရှင်ကိုရဲ့ faculty ပေါ့နော်ကိုရဲ့ major life ဟာရယ်ပြီးတော့ရှင်ကိုက dormitory မှာနေလို့ရှိလို့ရှိရင် dormitory hall dormitory orientation ဆိုပြီး3ခုရှိရပေါ့အဲ့မှာများသောအားဖြင့်အရင်ဆုံးလုပ်တာကတော့အဲ့ဒီ club orientation ပေါ့နော်သူကအဲ့ orientation တစ်ခုလုပ်လို့ရှိရင်အနည်းဆုံးမနက်၈နာရီကနေည၈နာရီလောက်အထိ3ရက်ကနေ5ရက်လုပ်တယ်ပေါ့နော်ဆိုတော့ကျောင်းမတက်ခင်အဲ့လိုမျိုးတွေလုပ်ထားတဲ့ကျောင်းမှာပဲအဲ့လို orientation တွေက15ရက်လောက်လုပ်တော့ဘယ်မလဲကျောင်းအဲ့လိုတကယ်လဲတက်တော့ကျောင်းနဲ့အဲ့လောက်ထိဘယ်ပြောမလဲမစိမ့်တော့ဘူးပေါ့နော်အဲ့ကိုနဲ့လူတွေလဲအဲ့လိုမျိုးခင်ပြီးသွားပြီဆိုတော့ဟိုအဲ့လောက်ထိဘိုးွားဆိုပြီးတော့ကြောက်တယ်ဘာဖြစ်တယ်အဲ့လိုမျိုးနေရာပြောက်နေလို့ပါတော့တိတ်မရှိတော့ဘူးပေါ့ဒီမှာအခုနေတာရောပမာနေရတယ်အဲ့အဆောင်မှာနေရာကအဆောင်မှာတော့မနေဘူးပေါ့ညီမအမနဲ့တူတူနေတာပေါ့ဟုတ်အဲ့တော့အပြင်မှာပေါ့ကျောင်းနဲ့ဘယ်လိုလုပ်သွားလဲကျောင်းနဲ့2နိုင်ခွဲလောက်ပါ2နိုင်ခွဲဟုတ်ဟဲ့အတော့1နိုင်ခွဲပြ2နိုင်ခွဲလား2နိုင်ခွဲဟုတ်ဟဲ့ဘယ်လိုလုပ်လဲအဲ့အခုဆိုရင်အဲ့အစစ်ပဲပြောတော့အဲ့လိုကြည့်ကြကျောင်းတွေကိုစဉ်းစားသေးလားအစတော့စဉ်းစားနောက်ပိုင်းကျဒေါ်မနေလို့ရှိရင်ပုံမပြောတော့ဘူးလို့ထင်လို့အဲ့နဲ့အပြင်မှာပဲနေအဲ့ညီမထိုက်ပါတော့ကျောင်းကအဓိကဘယ်ချင်းနေအဓိကသွားတယ်ညီမဘယ်ချင်းဆိုစချင်းဆွေးတာလဲဟုတ်စချင်းကျောင်းသွားတော့ကျတော့ညီမရဲ့ညီမ morning class တွေများတယ်ညီမအဲ့လိုမျိုးနေ့လယ်ပိုင်းကျနားချင်လို့ဆိုရင် morning class ပေါ့နော်ဘယ်လိုမလဲ8နိုင်ခွဲတို့9နိုင်ခွဲတို့ class တွေဆိုတော့9နိုင်လောက်ထားပြီးတော့လုပ်ပါနေတော့ပြန်နေဟုတ်လေဘလို့မခံစားရတယ်အဲ့ဒါဟိုတော့2နိုင်ခွဲအပြည့်2နိုင်ခွဲတော့တနေ့9နိုင်ဖြစ်နေတော့လမ်းတော့ပြန်မှ9နိုင်တယ်ဒီမှာကိုဒီတနေ့မကြောက်တဲ့ day to day life ဘယ်လိုလုပ်ဖြစ်လဲအချိန်ကဟုတ်ပုံမှန်ပေါ့နော်ညီမမနေ့အစောကြီး class တွေတော့ပုံမှန်အဖြစ်တခုကောင်းတာပါလဲဆိုတော့ညီမ major ပေါ့နော်ညီမရဲ့ဒီ NTU ကညီမရဲ့ major တခြား major တွေတော့ညီမမသိဘူးညီမရဲ့ major တော်တော်များများအဲ့လိုမျိုး attendance သိမလို့တိတ်မလို့နောက်ပြီးတော့အဲ့လိုမျိုး recording တွေများရဲဆိုတော့ညီမပုံမှန်အဖြစ်ဆိုရင်ကျောင်းကမသွားဖြစ်ဘူးတကယ်ကျောင်းတကယ်သွားမယ်နေ့တွေဆိုလို့ရှိရင်တော့ကျောင်းပြရအောင်ဟုတ်မနေ့9နိုင်ခွဲလောက်ထပြီးတော့အဲ့လိုစပြီးတော့ပြင်ပြီးတော့သွားရတာများတယ်ပေါ့နော်သွားပြီးသွားလို့ရှိရင်ကျောင်းရောက်လို့ရှိရင်လည်းညာသွားဖြစ်ကျောင်းကအဲ့လို9မိနစ်လောက်အမြဲ class ကိုအမြဲနောက်ကျနေပြီးပြေးပြီးတော့သွားရတယ်ပြီးသွားလို့ရှိရင်ပုံမှန်အဖြစ်ဆိုတော့3နိုင်ခွဲ4နိုင်ခွဲလောက်ဆိုလို့ရှိရင်တော့ class ပြီးဆိုရင်အချိန်ကြာမှအင်ပြန်ပေါ့ Okay အဲ့ဒါဟိုဘယ်ပြန်ရောက်တာပဲကျွန်တော်တို့တရားလဲ9နိုင်လောက်အဲ့ပြီးသွားရဲ့ဘာမှမလုပ်နိုင်တော့ဖြစ်တယ်ပုံမှန်အဖြစ်တော့ဘာမှမလုပ်နိုင်တော့နောက်နေ့မှပဲလုပ်တော့တာဗျာtransportation ကညီမအဲ့ဒါဘာနဲ့ပြောရလဲရထား train ဟုတ်ရထားညီမနေတဲ့အိမ်နဲ့ဆိုလို့ရှိရင်တော့ရထားစီးပြီးသွားလို့ရှိရင်ပြီးသွားရင်ကျောင်းကားစီးရတယ်ကျောင်းကကိုသူကလုံးဝရထားမှတ်တိုင်နားမှာမရှိတဲ့အတွက်ကြောင့်မလို့သူကကားတစ်ဆင့်အမြဲပြန်စီးရတယ်ကျောင်းက shuttle bus လည်းပေးထားတယ်ဒါပေမဲ့လိုမျိုး Euro bus လည်းစီးရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းက shuttle bus ကကြာများသောအားဖြင့်စောက်လို့ရှိလို့ရှိရင်လူကလည်းအရန်များတော့အနည်းဆုံးနိုင်ဝက်45မိနစ်လောက်စောင့်ရညီမပုံမှန်အဖြစ် Euro bus ပဲစီးရမယ်တော့အခုကျောင်းပါအောင်ညီမအဲ့လိုဟို international friends တွေပုံပဲညီမတကယ်ချင်းနေရှိတာinternational ဒီ local တွေလားကိုဟုတ်တယ်ညီမပြီးတော့ရှိတာမတွေ့ဘူးဟေးလားတကယ်မတွေ့ဘူးဟုတ်လားမတွေ့ဘူးဆိုတာရှိတော့ရှိမယ်ဆိုရင်ညီမတို့တယောက်နဲ့တယောက်အဲ့လိုမချိတ်ပြရတယ်ဟုတ်ရှိမယ်တင်တယ်ကိုဒါပေမဲ့ညီမ major မှာတော့မရှိဘူးဟုတ်မတွေ့ဘူး Okay ဟုတ်ပြီအဲ့ဆိုရင်ညီမအခုအဲ့ဒါပုံမှန်ဆိုအများစုကညီမ orientation မှာသွားတော့ပဲခင်ဝါကြတာကားနဲ့တဲ့စီတာဟုတ်များတော့ဖြစ်ဟုတ်
တကယ်ချင်းတွေကအသိရတာအဲကြောင်းတက်တော့မှပဲရတာ ဟုတ်ကျောင်းတက်တော့မှာorientation မှာပဲများရကိုဘာဖြစ်လဲဆိုတော့ကလေးတွေကပြီးသွားလို့ရှိရင် class တွေပုံမှန်မသွားကြတော့ဒါမှမဟုတ်ရှင်တီးလို့ရှိရင်လည်းအဲ့လိုမျိုး lab လောက်ရလို့ရှိရင် lab ကလူတွေလောက်ပဲတည်ရမှာလို့မျိုး class ထဲမှာတော့တကယ်ချင်းဖြစ်ပေါ်တဲ့မရှိဘူး Okay ဒါအဲ့ဆို NTU မှာတက်ရတာကောင်းတဲ့အချက်တွေဆိုဘာရှိပဲလို့ထက် ကြွားလို့ကောင်းတာကိုငါဒီမှာတက်နေရဲဆိုရင်ကြွားလို့ကောင်း ဟုတ်ကျောင်းလောကပြီးတော့ဟိုကြောင်းတက်အဲ့လိုမျိုးကြောင်းတက်အဲ့ဟာနဲ့ပါ feeling အောင်လုပ်ခိုင်းတာလေပြီးတော့တက်တာလို့ worth it ဖြစ်တဲ့ထင်တာဗာလေးကောင်းလဲပေါ့နော် ဘာလေးကောင်းလဲသူက environmentally very friendly ဖြစ်တယ်ကိုတက်ပြီးတော့အကြောင်းကသူကတောင်ကုန်းနေထားထဲမှာတောင်နေအများများတော့လို့များတော့ဖြစ်လမ်းလျှောက်သွားတော့ exercise လုပ်ဖြစ်တာပေါ့နော် gym သွားစရာမလိုတော့ Okay ဟုတ်ပြီအခုရောဟိုညီမတက်နေရတာလေဒီကျောင်းစာရေးပေါ့ကျောင်းစာ assignment တွေဘောလုံးများရလို့ထက်တာဟုတ်ဘေးခုမိကြနည်းနည်းတော့များရလို့ထင်ဒါမဲ့လည်းအဲ့လောက်ထိအဲ့လို manage လုပ်လို့ရတဲ့ထဲပေါ့ပါတယ်ပေါ့နော်ရင်းတော့ဟုတ်ပြီဟိုဘာလို့ဆိုတော့အကိုခုနညီမအတော်နှစ်နိုင်ခွဲပြန်နိုင်ခွဲဆိုနည်းနည်းစဉ်းစားပါရတယ်ဟုတ်ပြီပေါ့နော်ဘယ်ချိန်စာလုပ်လဲပေါ့ပို့ပဲချိန်စာလုပ်ဖြစ်ပြထားပေါ်မှာလုပ်လို့ရတယ်ကိုပြထားပေါ်မှာများတော့ညီမပြန်တဲ့အချိန်မှာကျတော့လူသိမ့်မရှိတော့များတော့ပြပြထားပေါ်မှာလုပ်ဖြစ်တာအများကြီးမျိုးအဲ့ဒါမိုက်ဟိုမတက်ရပစ္စည်းရတာပေါ့မဟုတ်များတော့လူသိမ့်မရှိတော့တဲ့ချိန်ဟုတ်โอเคဟုတ်ပြီတော့အခုညီမစင်ကာပူမှာနေရတာကရောဒီနေရောညီမအဲ့ဒါခေါင်းထဲမှာပေါ်လာလို့ဟိုလေပူလီက part time လုပ်လို့ရတယ်ဆိုတော့အခုညီမတက်နေတဲ့ဟာကျတော့ part time လုပ်လို့မရဘူးလေရရကို government school တွေအကုန်လုံးကရတယ်ဟုတ်ရတယ်ညီမရောလုပ်လားမလုပ်နိုင်တော့အဲ့ဒါဟုတ်တာလုပ်ဖို့စဉ်းစားသေးတာဒါမှမဟုတ်အဲ့လိုမျိုးဟုတ်လုပ်ဖို့တော့စဉ်းစားရကိုဒါပေမဲ့ဟိုလေ first year ကျတော့ adjust လုပ်ရတာကနည်းနည်းဟိုဟာဖြစ်တော့ညီမအနေနဲ့ဆိုလို့ရှိရင်တခြား first year လာတက်မဲ့ပေါ့နော် fresher တွေကို first year မှာတော့ part time မလုပ်စေချင်ဘူးညီမဒီ local တငယ်ချင်းတွေကလည်း first year မှာတော့ part time မလုပ်ကြဘူးပြီးသွားလို့ရှိရင်ညီမတို့ကအဲ့လိုမျိုး second year second sem လောက်ဆိုလို့ရှိရင်ညီမတို့ internship တွေဆင်းရတော့မှာဆိုတော့အမှစလုပ်လို့ရတယ်ပုံမှန်အဖြစ်ဆို summer internship တို့ winter internship တို့လည်းရှိရောလိုမျိုးကျောင်းတက်နေနေတော့လိုမျိုး semester ရှိတဲ့အချိန်မှာတော့များသွားပြလုပ်တော့မလုပ်ကြဟုတ်ပြီအစာပိုင်းတော့မလုပ်ကြအောင်နောက်ပိုင်းနည်းနည်း stable ဖြစ်သွားမှာပဲလုပ်ကြအောင်ညီမအဲ့ဆိုလုပ်ဖို့စီစဉ်ရှိရပေါ့ stable ဖြစ်သွားတယ်ဟုတ် Okay တော့ပြီအဲ့ဆိုရင်နောက်တစ်ခုကဟိုလေညီမဒီဟို visa ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းတီးမိခောက်မိရှိတာပေါ့နော်အဲ့ကျောင်းလျှောက်တဲ့အခါနဲ့ပတ်သက်ပြီးတော့ရှိတာညီမတငယ်ချင်းတယောက်ကတော့သူကဒီတိုင်းလာလိုက်တာလာပြီးတော့မှသူကဒါမဲ့လာပြီးတော့သူကငကိုရဲကတော့ဒီအကြောင်းကဝင်ခွင့်ရသွားပြီပေါ့နော်ဒါမဲ့ဝင်ခွင့်ရသွားပြီးရဟာကိုဒီမှာမှအဲ့ရိုး visit visa ကနေပြီးတော့ student visa ကိုဒီမှာပြောင်းလိုက်တာဟုတ်ပြီ okay အဲ့တော့နောက်တစ်ခုကအခုတော့ဒါကတော့ဟိုအတင်းနဲ့ဖြစ်သွားပြီလေတစ်လ3စိတ်ဆိုဘယ်လောက်ကုန်လဲအဲ့ဒါတော့ကိုယ့်ပေါ်ပါပဲမူတည်ရပါတော့ဒါမဲ့များသောအားဖြင့်ဒီကျောင်းကအခန်းထဲမှာနေလို့ရှိရင်တော့တစ်လကို2ယောက်ခန်းဆိုလို့ရှိရင်900နေ900လောက်ထိရှိတယ်SGD ပေါ့နော်ပြီးသွားလို့ရှိရင်တစ်ယောက်ခန်းနေလို့ရှိရင်တော့1500လောက်ရှိမယ်ထင်တယ်ပြီးသွားလို့ရှိရင်စားတာတောက်တာကလည်းအကုန်လုံးကိုယ့်ပေါ်မှာမူတည်ရပေါ့4-5ချက်လောက်ကနေစပြီးတော့20-30ရှိရတဲ့ကြောင့်မလို့နေတာကိုလည်း1000စားတာတောက်တာကိုလည်း1500လောက်ရှိလို့ရှိရင်ညီမထင်တာတော့ဟိုလိုမျိုး3000လောက်ကုန်မလားမသိဘူး30003000ဆိုတာဘာဖြစ်ဆိုတော့ညီမမေဂျာအနေနဲ့ဆိုဝယ်ရတဲ့ပစ္စည်းအများများကွယ်အဲ့လို lab နဲ့ပတ်သက်ပြီးတော့ဝယ်ရတဲ့ပစ္စည်းအများများတခြားမေဂျာတွေကတော့တိတ်ပြီးတော့မဝယ်ရတော့ဘူးအဲ့ခါဆိုလို့ရှိရင်တော့2000အဲ့လိုလို့ရှိရင် SCD 2000ဟုတ် Okay ဟုတ်ပြီဆိုတော့ညီမရောဟိုလက်ကပစ္စည်းရကျောင်း provide လုပ်ရမှာမလုပ်လားဟုတ်ကိုပဲကျောင်းကဘယ်လိုလဲဆိုတော့တချို့ပစ္စည်းရ provide လုပ်တယ်ကိုတခါကျရင်တချို့ကိုပြန်ပြီးတော့လေကိုက
ပြန်လုံးချင်တာတော့ဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းလို့မျိုးကိုပိုင်လုံးဝဖြစ်သွားမယ့်ပစ္စည်းကိုကြောက်ဝယ်ရတယ်အကြောင်းမှာပြန်ဝယ်ရ ပြန်ဝေးပြန်လို့ရတယ်ဘယ်တော့ ရ โอเคဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကကြတော့အခုဗာမေးကျင်သေးတယ်ဆိုရင်ဟိုကခုနကလေစားတာညီမရောစားတာတော့တာပုတ်ပုတ်ချက်တာလားဒါမှမဟုတ်ဝယ်စားပြတာများလား အော်ဒီမှာတော့ကိုချက်စားရင်ပို့ပြီးနည်းနည်းဈေးကြီးသလိုပဲဘာဖြစ်လို့လဲဆိုတော့ portion သူကဝယ်ရတဲ့ grocery တွေကလည်းများသောအားဖြင့်ဆိုလို့ရှိရင်အထောက်လိုက်တွေပေးထားဆိုတော့လေကိုကချက်စားပြီးတော့ဒီနေ့ချက်စားပြီးတော့နောက်နေ့မချက်စားနိုင်တော့လို့ရှိလို့ရှိရင်အဲ့ဒါကြီးကပုတ်ပြီးတိုးပြီးသွားဆိုတော့အဲ့ဒီအတွက်ညီမအနေနဲ့ဆိုလို့ရှိရင်အဲ့ဒါပို့ပြီးတော့ waste ဖြစ်တာပေါ့နော်အဲ့တော့ညီမပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ဝယ်ပဲစားမယ် โอเคဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကကြတော့အခုညီမဟိုပါပေါ့နော်တက်နေရတဲ့ဟာခုနက second semester ရောက်ဝင်လား ဟုတ်စက္ကန့်စံနဲ့ ဟုတ်ကဲ့ဒါဆိုဘယ်လိုအချိန်နဲ့ဆိုဘယ်လိုကြာဝင်လဲတက်နေတဲ့အချိန် တက်နေတဲ့အချိန် August ဆိုတော့ August ကစားတာ6လပေါ့ဟုတ်လား 6လလောက်ပဲရှိဟုတ် โอเคဟုတ်ပြီအဲ့6လမှာရောဟိုအိမ်ကိုမြန်မာနိုင်ငံကိုပြန်ကျင်းတဲ့စိတ်တွေပါဖြစ်လာ ညာကြီးပေါ့ကိုယ် တကယ်ပြန်ကျင်းလာအခုလည်းတူပဲအခုလည်းတူပဲတကယ်ပြန်ကျင်းတယ်ညီမဆိုရင်ဘာလို့ပြန်ကျင်းတဲ့ဘာလို့ပြန်ကျင်းလဲ ဒီညီမဒီမှာနေရအနေနဲ့ဘောတော့အကုန်လုံးကအဆင်ပြေဆိုတော့ဒါပေမဲ့အဲ့လိုရန်လုံးလေးဖြစ်တယ်တော့မြန်မာစကားကိုပြောချင်တာကိုယ်မြန်မာစကားကြားချင်တာ โอเคဟုတ်ပြီပြီးတော့ဟိုနေရတော့အဲ့ဒါအကိုနဲ့လည်းတူတယ်ခုကလည်းတူတယ်ဆိုတော့အကိုကတော့ထိုင်းအကိုကထိုင်းမှာနေပြီးကြီးကျယ်ရောနေတော့ဟုတ်တယ်ဒါပေမဲ့သူကပတ်ဝန်းကျင်ကတော့ရှိရပါဘာမှမဟုတ်ပေါ်တော့နေရမယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့မြန်မာမှာကျတော့အကြီးကတငယ်ချင်းအရေးကြီးပေါ့ဖြစ်ပါတငယ်ချင်းအရေးကြီးအငြင်းခင်တဲ့သူတွေအဲ့လိုသူတွေကဟိုငယ်လေးတွေကဟိုပခုံးကပ်ပြီးပေါင်းလာရှိတာမြန်မာမှာကွာညာသူကအဲ့တော့တခါလေကျရင်ကအလုတ်ကအရန်ပြည်လာပြီဘယ်လိုလို့ပြောပဲဆိုရင်အရင်နောက်ပိုင်းမှာခင်တဲ့တငယ်ချင်းတွေနဲ့အားကြောင့်ငငယ်ရဲ့ခင်တဲ့တငယ်ချင်းတွေမတူဘူးကွာတည်တယ်လားအဲ့ဖီလီကမတူငယ်တော့ခင်တဲ့တငယ်ချင်းတွေကကြောင့်ဘယ်လိုပဲဟောဖြစ်ကွာဟိုကစကားပြောလိုက်ပြီဆိုရင်လည်းသူတိတ်တသားရတယ်သူကပျော်ရွှင်မှုတစ်ခုဆိုတာကိုလက်ကသက်ဆုံးလက်ကပြလို့ရတယ်ကွာဒါပေမဲ့နောက်ပိုင်းကြီးအောင်မှအဲ့လိုမျိုးတည်တဲ့တငယ်ချင်းတွေခင်တဲ့တငယ်ချင်းတွေကကြောင့်လည်းနဲရတယ်ပါတယ်ပြီးသွားရင်ဟိုခင်တဲ့တငယ်ချင်းတွေရတယ်အလုပ်ကိစ္စပြောစကားတူဖြစ်တယ်ဘာရလဲအလုပ်ကိစ္စတွေပဲများတော့အဲ့ဒီကြောင့်သူကအဲ့လိုမျိုးပါတငယ်ချင်းတွေကိုပြန်လို့မသိတာအဲ့လိုပြီးတော့ပို့ဆိုးရကွာပို့ဆိုးရတော့ဒီတိုင်းပါကြမရှိပို့ဆိုးရကွာတည်ရမယ်ဒီတိုင်းပါကြရှိရတော့တော့တွားလို့ရတယ်မဆိုးသွားကြတော့ညီမလေးဟုတ်ရှိတာ မရှိ အဲ့ကြောင့်လို့ ထင်တယ် အဲ့ကြောင့်ဖြစ်တိုင်းတယ်နော်โอเคဆက်ပြီးတော့အဲ့ဆိုရင်အော်ကွာနောက်တစ်ခုနည်းနည်းလေးတော့အရေးကြီးမယ်လေအဲ့ဒါဟိုလေ financial ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုကြောင်းချောင်းတဲ့ခိုင်လို့ဆို budget လို့ချိန်ဆတင်တယ်လို့ဒီမှာလည်းအကြံပေးခြင်းလေ ကိုမာကအကယ်ကလုံးဝဒီ budget ကထားလိုက်ပါတော့2သိန်းပေါ့နော်2သိန်းလို့ကြောင်းတက်ဖို့ကြော်လာ2သိန်းလုံးဝဟိုအဲ့လောက်ပဲရှိရဆိုလို့ရှိရင်အဲ့ထပ်ပို့ပြီးတော့နေတဲ့အကြောင်းမျိုးရွေးတင်တယ်လို့ညီမထင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့နောက်ပိုင်းကျလို့ရှိရင်လိုမျိုးကြောင်းနဲ့ပတ်သက်ပြီးဝယ်ရတဲ့ဟာရှိရဲနောက် hidden cost တွေအများကြီးရှိရပေါ့ရဲ့အဲ့တော့ညီမအနေနဲ့ဆိုရင်ကိုမာဒေါ်လာ3သိန်းရှိရဆိုလို့ရှိလို့ရှိရင်လည်းကိုက3သိန်းသုံးမယ်လို့ရည်ရွယ်ထားဆိုရှင်လည်း3သိန်းတက်နေတဲ့ပေါ့အနည်းဆုံး9000လောက်နေပို့ပြီးနေတဲ့အကြောင်းမျိုးပေါ့အဲ့လိုမျိုးရွှေ့စီချင်တယ် ဟို scholarship opportunities တွေနဲ့ပတ်သက်ပြီးတော့ဟောညီမအဲ့လိုပြီးမိဟောက်ရှိတာကြည့်လား Okay ဟုတ်ပြီတော့အဲ့ဆိုရင်ခုနညီမပြောတော့လက်ခံပါတယ်ဟုတ်တယ်တော့ကျောင်းပြောချင်တာကျောင်းလာကဆိုကျောင်းလာကယူတမ်းကြည့်တယ်နဲ့အဲ့မှာဘိုင်ဖုန်းလေးတွေဟာဟိုတစ်ခါထက်တော့ဘူးနော်ညီမကဘယ်နဲ့ year program လဲညီမက4 year 4 year okay အဲ့4 year ပြီးသွားရင်ရောဘာလို့စမ်းရလဲ4 year ပြီးသွားလို့ရှင်ငါဟို MD လို့ခေါ်ရလေဟိုစေးချောင်းတက်ဖို့စဉ်းစားထားတယ်စေးချောင်းဟုတ်ပြီ okay အဲ့ဆိုရင်အများကြီးတော့ပြောပြရတယ်ထင်တယ်ညီမကတခါထပ်ပြောကြတာရှိသေးတယ် fighting everybody fighting okay sorry တော့အဓိကခုနကတကယ်ဆိုပါပဲဒီနည်းနည်းလေးတော့နည်းနည်းချက်တယ်မျိုးကတော့မဟုတ်ဘူးလားနည်းနည်းမင်းနေတာအဲ့ OSST
OSSD ကခုနကပြောလေဝင်ခွင့်တော့ရှားတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့အခုကဟိုဝင်ခွင့်တော့ရှားဟုတ်တယ်မဖြစ်နိုင်ဘူးဟုတ်လား right ဆိုတော့ကဲလေအဲ့ဒါလည်းနည်း ဟုတ်ပါ ကဲလေနည်းနည်းတော့ပါမယ်ထင်တယ်ပေါ့နော်အဲ့တော့ကိုကတကယ်လို့ဒီမှာခုနကတော့ပြောရတယ်မှာတော့ပါလေ OSSD ကိုတော့အရင် recommend မလုပ်ဘူးအဲ့ဒါထက်ဆိုင်နောက်က OD သွားတဲ့ option ကပို့ပြီးတော့ဒီမှာလည်း suggest လုပ်တယ်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးခုနကဒီမှာလိုပဲကြည့်ရပေါ့နော်အဲ့တော့ OD ကကြာတယ်အဲ့လို OSSD ဆိုတဲ့ဟာမျိုးမှာကြာတော့မှာအဲ့လို OSSD လည်းပြီးထားခြင်းနဲ့ပြီးသွားရင်စင်ကာပူမှာပဲတတ်တဲ့ channel ဆိုတဲ့ဟာမျိုးတွေမှာကြာရင်ဒီလိုမျိုးလုပ်တင်လိုက်မှာဟိုအကြောင်းလျှောက်တဲ့ဟာတွေတော့ဟိုမှာပြဿနာ anti မဟုတ်ဘူးကွာလျှောက်တဲ့အခါကျတော့ဒီလိုမျိုးလေးတွေဟို manage လုပ်တင်လိုက်ပေါ့ ညီမအနေနဲ့ဟို volunteering များများလုပ်သူတို့ကအဲ့လိုမျိုးဟာမျိုးသဘောကျတယ် volunteer လုပ်နောက်ပြီးသွားလို့ရှိရင်အကယ်၍ဟို science ဘိုင်းနဲ့ပတ်သက်ပြီးတော့အကြောင်းတက်ချင်တယ်ဆိုလို့ရှိရင်ဟို research လုပ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်မြန်မာနိုင်ငံမှာတော့နည်းနည်းတော့ရှားတယ်ဆိုပေမဲ့အဲ့လိုမျိုးကိုဝါသနာပါတယ်ကိုက tech ဘိုင်းကိုအကြောင်းတက်ချင်တယ် major ယူချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုး company မှာဖြစ်ဖြစ်အဲ့လိုမျိုး intern မှာနည်းနည်းလေးဆင်းနိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေကိုအဲ့လိုလူတွေဆိုလို့ရှိရင်များတော့ပြရကြတာများတယ်အဲ့လိုတခြား activity တွေလုပ်ထားရင် ဟုတ်ပြီ okay တော့ဟိုညီမရှော့တော့ interview တွေပါပေါ်သေးတာသူတို့ ဟုတ်ဟို medicine ကဟာပဲခေါ်တယ်ပေါ့တခြားဟိုညီမရဲ့ဒီ biomedical engineering ဟာကတော့မခေါ်ဘူး okay okay ဟုတ်ပြီ okay ဒါအဲ့ဆိုရင်ပြောကြရတော့အဲကုန်ပိုင်းပေါ့နော်ဆိုတော့အော်အဲ့ဒါ OSSD ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောချင်တယ်ဟိုပြောရင် IT မှာက IT မှာဆိုရင်လည်းမလိုက်နိုင်တဲ့ဘိုင်းနည်းနည်းများတယ်ကွာအဲ့မဲ့ OSSD ဘိုင်းမှာတော့တိတ်မတွေ့ဖြစ်လို့ပဲအဲ့ပုံများလွယ်လို့လားဒါမှမဟုတ်ရင်ဘာလို့ဆိုတော့ OSSD ဘက်ကမဟုတ်ဘူးကွာအဲ့အကြောင်းပေါ့ ဟုတ် ပုံများလွယ်လို့လားဒါမှမဟုတ်ရင် assignment piece ပဲများလို့လားအဲ့လို OSSD မှာခက်ခဲနေပါတယ်ပူညီတောင်းတာတော့တိတ်မတွေ့လို့သွားတယ်အဲ့ကြောင့်ဘာလို့ဖြစ်မဲ့ထင်လဲဒီမှာ IT ရော OSSD ရောဖြစ်ဆိုလေ ညီမ OSSC မှာတော့ကြောက်ညီမတို့အဲ့လိုမျိုးCanadian ဆရာတွေဆရာမတွေအပြင်ဟိုမှာညီမတို့ကမလိုက်နိုင်လို့ရှိလို့ရှိရင်ညီမတို့ tutor တစ်ခါတည်းခေါ်ပေးရကိုမြန်မာ tutor ပေါ့နော်အဲ့တစ်ခါတည်းဆရာမကိုမေးလို့ရတယ်မေးလို့ပါပြီးသားဆိုတော့တိတ်ပြီးတော့အဲ့လိုမျိုးထပ်ပြီးတော့မကူညီမတောင်းကြဘူးဒါပေမဲ့သက်စချင်းတက်တုံးကတော့ညီမအနေနဲ့ဆို bio တော်တော်လေးလိုက်လိုက်ရတယ်ညီမဟို IGCSE မှာ bio ယူတာတော့ OSSC မှာဆို bio တော်တော်လိုက်ရတယ်ဟုတ်အစတော့ဆရာဝန်ဖြစ်ချင်တယ်အဲ့ဒီတော့တိုင်မှုထားလား ဟုတ်IG တော့ဆရာမဖြစ်ချင် အဲ့ဒါလည်းသူတော့ IG တက်တော့ဖြစ်ချင်လား IG တက်တော့ဟိုလို designer တို့ဘာလို့အဲ့လိုမျိုးနေဖြစ်ချင်တာ အဲ့ဒါလည်းတည်ထားပြီပဲဆိုတော့ညီမပုံနေပါတင်ရကြတယ်ဒီဇိုင်နာနဲ့ဆန်နေပါ ဟာဟုတ် thank you ပုံ fashionable ဖြစ်တယ်ကွာတည်ရ ဟုတ် thank you အော်ဝါသနာညီမဟိုလို့ဆိုပါဖြစ်ချင်တာနဲ့ဝါသနာနဲ့တခါနဲ့တူလို့ဝါသနာကိုပါကြည့်တယ်ညီမ ရှင်များသောအဖြစ်အဲ့လိုမျိုးညီမကအဲ့လိုမျိုးအပြင်လျှောက်သွားပြီးလို့ဟိုဓာတ်ပုံတိုက်ရဒီဓာတ်ပုံလည်းအဲ့လိုမျိုးလောက်ပဲလို့ချားရလို့မရှိ okay okay အော်ပြီးပါရဲ့ညီမအဲ့လိုမျိုးအပြင်နေပါရောလေဖြစ်တာစင်ကာပူမှာ ဘယ်ဖြစ်ဦးကိုလေကိုအလုပ်တင်နေကိုပြီးသွားလို့ရှိလို့ရှိရင်မထွက်နိုင်တော့ဘူးမထွက်ချင်တော့လို့မျိုးစနေတနင်္ဂနွေဆိုလို့ရှိရင်နားကြပါပေါ့ဟိုအဲ့ဒါညီမဟိုတပြောညီမတကယ်တော့တက်ချိန်တက်တယ်အဲ့တော့နိုင်ပဲပြနိုင်ခွင့်ရတကယ် it surprised me a lot တကယ်ဟိုလောက်ကြီးအခုဆိုရင်လုံးဝခံနိုင်မှာမဟုတ်ဘူးခံနိုင်မှာမဟုတ်တကယ်ခံနိုင်မှာမဟုတ်ဒီညီမအကြောင်းတစ်ပတ်တည်းပဲအဲ့တော့ကြောက်ရလေပြေးဟုတ်ကြောက်ပြေးလို့ရတယ် tennis မလို့ဘူးအဲ့ကြောင့်အဲ့တကူကတော်တော်ကောင်းတယ်ဟုတ်ဟို lab ဝင်ရတဲ့ experience တွေနည်းနည်း share ပေးပါအောင်ဟုတ်ဆိုတော့အဲ့ဒါနည်းနည်းလေးအရင် familiar မဖြစ်ကြဘူးတဲ့ဟုတ်ညီမကလည်းငငယ်တုန်းကဒီ government school ကလာတော့ lab တွေပါအများကြီးမဝင်ဘူးကိုရဲ့ဟုတ်တယ် IGCSE မှာဆိုလို့ရှိရင်လည်း online OSSC ရတယ်ကော online ဆိုတော့ lab ကတကယ်တော့အမှန်တိုင်းပြောရင်မဝင်ဘူးကြောင်းမှပထမဆုံးညီမဒီ community တက်တော့မှပထမဆုံးဝင်ဘူးလားဆိုတော့အမှဆိုရှင်တခြားကလေးအကုန်လုံးကပါဘယ်ဟာကိုဘယ်လိုသုံးရမလဲဆိုတာအကုန်လုံးကသိပြီးသားရှားအဲ့လို instructor လာပြီးတော့ပြောပေးကြမလို့တော့ညီမဆိုလို့ရှိရင်တော့အစ်စ်အစမ်းကဘယ်ကနေဘယ်လိုခင်းရတယ်လို့ဘယ်လိုလုပ်ရတယ်လို့ဘာဆိုတခုမှမသိအဲ့တော့ညီမလုပ်လို့ရှိရင်သူများတွေက3နိုင်လောက်ပဲကြာညီမ4နိုင်ခွဲလောက်ကြာအဲ့တော့ပို့ပြီးတော့စပိုင်းဆို lab အချိန်ဆိုအရန်စိတ်ညစ်အဲ့လိုစိတ်တက်ကြာတယ်မလုပ်တတ်ဘူးဆိုပြီးဒါပေမဲ့နောက်ပိုင်းကျတော့လည်းအကုန်လုံးကဟောသူတို့ကကူညီပေးရယ်နောက်ပြီးတော့ကိုယ်တိုင်ကလည်းလိုမျိုးလေးဟို
လက်တွေ့ကတော့လက်တွေ့လုံးဝတော့ပို့ပြီးတက်တယ်ဆိုမှလည်း YouTube ရေးကြည့်ရပါတော့ YouTube ရေးမှာဆိုရှင်လုံးဝ step by step လုပ်ပေးသင်ပေးတဲ့ဟာရှိရပါတော့ဒါကဘယ်လိုနေရာမှာသုံးတာဘယ်လိုမျိုးဖွင့်ရတယ်ဘယ်လိုသုံးရတယ်ဘယ်လိုထည့်ရတယ်ဆိုတဲ့ဟာမျိုးတွေကိုကြည့်ပြီးတော့ဆိုနေ ပြီးတော့လေပြီးတော့အဲ့ညီမခုနပြောနေတဲ့ဆက်ပြီးလို့ဘာလို့လဲဆိုတော့ကိုရင်းနဲ့တူရပါအဲ့ online ကနေပဲဆက်ပြီးတော့လေညီမတော့မသိဘူးကိုဆိုရင်က online ကနေပဲတက်ပြီးတော့လို့အကြောင်းသွားတက်တဲ့အခါမှာနည်းနည်းလေးအရင်တော့ဆိုဟိုကလုံးဝအရင် energy အရင်ပြန်ရတဲ့ပါတယ်ကွာလုံးဝ energetic လုံးဝ energy အပြည့်ပဲအကြောင်းကဆိုတော့အဲ့လိုမျိုး process ဟိုပါလီယာက picture ဆိုလဲပါတယ်ကွာပြရမှာအဲ့လိုမျိုးနေရာဆုံးမှာအရင်နေရာယူတာအဲ့လိုမျိုးပြောချင်တာစာမမဟုတ်ပေါ့နော်အဲ့လိုမျိုးဟိုခြားပြန်ပွဲဆိုရဝင်ပြိုင်တယ်လို့မျိုးအရင် social ဘိုင်းရကောင်းတယ်ကွာဒါပေမဲ့အဲ့ကျောင်းတက်လိုက်တာတစ်နှစ်လောက်ပေါ့နော်နှစ်နှစ်လောက် online နဲ့ကျောင်းတက်ပြီးတဲ့အခါမှာအခုပုံစံတို့က totally different ဖြစ်သွားတာပြရတယ်။ဒါမှတစ်ချက်ကလို့မျိုးအပြင်မှာတွေ့ရတဲ့သူတွေနဲ့ဆိုရင်စကားအရင်စပြောရမှာတော်ကြီးကြောက်ရတယ်တဲ့ပါတယ်။ညီမတူလားမတူလားမသိဘူး ညီမကကြောက်ပြောင်းပြန်ပေါ့ညီမနည်းနည်းပို့ပြီးတော့အဆင်ပြေသွားသလိုခံစားရတယ် ။ညီမပြောတာအဆင်ပြေရဲ့ ဟုတ်ပို့ပြီးတော့အဆင်ပြေသွားတယ်လို့ခံစားငငယ်တုန်းကအရင်တုန်းကကြာလို့ online class တွေပါမရှိအဲ့လိုပုံမှန် physically သွားတက်တော့ညီမပို့ပြီးတော့လူကြောက်တယ်နည်းနည်းပို့ပြီးတော့ shy ဖြစ်နောက်ပိုင်းကျတော့ online မှာလိုမျိုးလူတွေအဲ့လိုမျိုး online class တွေအများကြီးတက်ပြီးတော့လူတွေအများကြီးနဲ့တွေ့ပြီးတော့နောက်ပိုင်းကျတော့အပြင်မှာတွေ့လို့ရှိရင်လည်းသူများတွေကိုhey hi ဆိုပြီးတော့ကိုကရင်စပြီးတော့ပြောရတာပို့ပြီးအဆင်ပြေသွားလို့ခံစား ။အခုကပြောပြအဲ့ hey hi ဆိုတော့ပြောရတော့ခက်သွားတယ်။ဟုတ်ကွာအခုဒီလိုမျိုး podcast တွေပိုင်းလုပ်ဖို့ invite လုပ်တာမှာတော်ကြီးကိုနဲ့ပြန်တူအောင်မင်းလုပ်ထားရဆိုတော့အရင်တော့ကိုကစကားတော့ပြောမှာအရင်တော့လုံးဝမကြောက်ဘူး။အရင်တော့လုံးဝဘာမှမဖြစ်ဘူး။ဒါပေမဲ့အခုနောက်ပိုင်းကအတက်ကြီးပါလည်းပိုဆိုးလာတယ်။အဲ့လိုမျိုးသူအားပါမလားသိရမလား။ဟိုဘယ်လိုဖြစ်ပါမလားသူကတင်ပြပါမလားဆိုတဲ့ဟာတွေ priority ရမ်းများပြီးတော့ညီမတို့စာပို့တာအစတော့ different ဖြစ်နေကြတယ်ဆိုတော့ဒီမှာနဲ့ဟို steady mix မှာဒီမှာဟိုလွယ်ပြီခဏနေပြီအဲ့တော့ keep it ဖြစ်တယ်ကွာ keep it ဖြစ်တယ်ဒါပေမဲ့မအောင်ထင်တယ်ဆိုပြီးတော့အဲ့ဒါပို့ပြနေကိုကပို့ပြတယ်တကယ်ပို့စဉ်းစားနေကြပြီပို့စဉ်းစားနေကြတော့အဲ့ GIC ကပို့စင်လိုက်ခဲ့တာနေဘူးလေပေါ့နော်တိတယ်အဲ့စကားပြောမယ်ဆိုပြီးတော့အဲ့ဒါတော့ပို့စဉ်းစားနေကြတယ်ဒါပေမဲ့အခုမှပဲလုပ်ဖြစ်တာအဲ့ဒါတော်တော်ကြီးဟိုစိတ်ပြည့်စက်ဆောက်နေနေတာပေါ့နော်တက်ဖို့ကောင်းလို့မဟုတ်ပါဘူးဒါပေမဲ့အကူကဖြစ်ဟုတ်ပြီဆိုရင်အခုညီမဟိုပုံမှန်ဆိုရင်ရောဒီစကားပြောတာဘာညာအဲ့တော့ပါ English လိုပဲအပြည့်ပြောနေတာဆိုတော့တစ်ခါလေကြာရင်ကိုဆိုလဲညီကိုရတယ်ပါတယ်အဲ့တော့ဟို socialize လုပ်ဖို့အတွက်ဘာလို့ဆိုဘယ်ပါမြန်မာ community မျိုးရှိတာမရှိဆိုရင်ညီမဘာလို့ဖြစ်လဲအပြင်ပါပေါ့အကြောင်းအပြင်ပါ activities အနေနဲ့မြန်မာ community ကတော့ဒီမှာတော့အကြီးရှိရပါတော့ဒါမဲ့ဘယ်လိုပြောမလဲအသက်အရွယ်ပိုင်းကနည်းနည်းကွာတာလူတွေများတယ်ပေါ့နော်ဒါပေမဲ့ညီမကန်ကောင်းတော့ညီမတငယ်ချင်းတယောက်ကဟိုမနှစ်ကပိုလီစပြီးတော့ဒီမှာလာတက်နေရဆိုတော့ညီမအေးငယ်ရက်ခင်တဲ့တငယ်ချင်းတယောက်ကဒီမှာရှိတော့အဲ့ဒါတော့အရင်အဆင်ပြေရပေါ့ဟုတ်အခုဆိုဘုရားပြပါโอเคအဲ့ဆိုရင်နီးဆိုင်ရတော့အကုန်ဝိုင်းအများကြီးလည်းပြီးပွဲဆိုโอเคအဲ့တော့ this right တင်ပါတယ်ကျွန်မအဲ့ဆိုထည့်ပြောချင်တာဘာပြောချင်အောင်လဲကြည့်ရအောင်နော် fighting လို့အခုညီလို့ရှိလို့ရှိရင်တဲ့ချားသူတွေလို့ပေါ့ NTU NUS ဒါမှမဟုတ်ရှင်စင်ကာပူမှာပဲဖြစ်ဖြစ်လို့ကြောင်းတက်ချင်တာတော့အခုညီလို့ရှိရင်ညီမကိုလိုလာပြီးတော့မေးချင်လဲမေးလို့ရတယ်လို့ဟုတ်အဲ့လိုမျိုးပြောချင်ပါဒီပါ this right တင်ပါတယ်ကျွန်မအဲ့ဆိုကိုလည်းချစ်မိတ်တင်ပါတယ်ဟုတ်အဲ့တော့